ဇရီယိုကမွန်းချင်ရဟင်းကြိုလေးချက်ပါမယ်ရှင်ဒီဟင်းကြိုလေးကချင်းချင်းဆက်ဆက်လေးနဲ့အရန်ဟိုမှသမင်းမိန်တာမို့လို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်အရင်ဆုံးကြက်သွန်ဒီစီတက်ထားတာလေးကိုစနွေးမှုန့်နဲ့အယောင်တင်မှုန့်လေးထည့်ပေးပါတယ်ပြီးရင်တော့စားစနွေးနဲ့ထားတဲ့ငါးလေးကိုထည့်ပြီးတော့စီတက်ပေးပါတယ်ရှင်ဒီနေရာလေးမှာငန်းပြားလေးပါတစ်ခါတည်းထည့်ပြီးတော့လုံးပေးပါတယ်ငန်းပြားလေးအနှံ့ပြောက်သွားရင်တော့ရှင်နွေးလေးထည့်ပြီးတော့ပပွက်ဆူအောင်တည်ပေးထားပါတယ်ရှင်ဟင်းအိုးလေးပပွက်ဆူလာရင်တော့ကျက်သွားတဲ့ငါးတုံးလေးကိုဆဲပြီးတော့အသားနှမေဖို့ဖယ်ထားပေးပါတယ်ရှင်ပြီးရင်တော့ရေဆေးတန့်စင်ထားတဲ့ဇရီရိုးလေးတွေထည့်ပေးပါတယ်ရှင်အရသာအတွက်ကတော့စားလေးထည့်ပေးပါတယ်ဇရီရိုးလေးတွေပွက်အောင်တည်ထားတော့မှာပဲတည်ထားတဲ့ငါးသားတုံးလေးကိုအယိုးနှင်ပြီးတော့မှွာထားပေးပါတယ်ရှင်ဒီရိုးလေးပွက်လာပြီဆိုရင်တော့ကမွန်းကျွံလေးတွေကိုထည့်ပေးပါတယ်ပြီးရင်တော့ပြုတ်ထားတဲ့ငါးပြုတ်လေးတွေကိုအသားနှင်ထားတာလေးလည်းတစ်ခါလေးထည့်ပေးပါတယ်ရှင်ဒီနေရာမှာလေးငရုတ်သီးစိမ့်တောင်လေးတွေကိုထက်ချမ်းခွဲပြီးထည့်ပေးထားလဲအရန်အောင်မှမွေးပါတယ်ရှင်ငန်လေးလူတွေကလည်းစားလေးထည့်ပေးပါတယ်ရှင်ဒီလိုနဲ့တက်သွားပြလိုက်တာဟင်းအိုးလေးပွက်လာပြီဆိုရင်တော့မိဖို့ဝါချလို့ရပါပြီရှင်ဒီဟင်းကျူလေးကချင်းချင်းဆက်ဆက်လေးနဲ့ရမ်းအောင်မှတောက်လို့ကောင်းပါတယ်လိုက်ချက်စားကြည့်ကြပါအောင်ရှင်ဘိုင်